ဇလန်းထဲမှာထထဆေးရတဲ့ခန်းဒီပါတာကြောင့်လူရှင်းတဲ့နေရာမှာပဲဖြစ်ဖြစ်လက်ချက်လေးနဲ့ပဲဖြစ်ဖြစ်နားထောင်ပေးကြပါနော်အားလုံးပြီးရင်တော့ကျွန်တော်နဲ့နှစ်ကိုကြားကတူလေးကြည့်လိုက်ကြရအောင်အပိုင်း9ရဲ့စမှာတော့အလုံးလုံးဖို့အတွက်အသေးအတန်ကိုခေါ်နေပါတယ်တစ်ခေါက်လုံးလိုက်တာနဲ့3သိန်းတောင်ရမှာကွာဘယ်လိုလဲစမ်းမင်းရောလိုက်ခဲ့မှာလား3သိန်းဆိုတဲ့မွေကလူကြီးအတွက်နဲတဲ့ပမာဏမဟုတ်ပါဘူးဝိညာဉ်ဖန်လုံးတွေရောင်းတာနဲ့စော်ကြီးပေးတယ်9သိန်းနဲ့ဆိုရင်တော့မှအနှဲငယ်လိုပါသေးတယ်သူညမအတွက်ကြောက်ခက်ငန်းရငါကလည်းဈေးကြီးတော့အလုတ်ကိုလက်ခံလိုက်ရပါတယ်ဒီတော့မောင်ဖလားကလည်းအရန်ကိုဝမ်းသာသွားပြီးတော့တည်င်းကောင်းတစ်ခုကိုပြောလာပါတယ်ဒီတစ်ခါတထေးကအရန်ကိုအနေရများတဲ့အလုတ်ကိုလုတ်ခိုင်းမှကြောင်းစူကြီးကနှစ်စားရမှာပါဒီတည်င်းကြောင့်ပဲကျန်တဲ့3ယောက်ကလည်းစောက်ရမ်းတွေကိုပျော်သွားတာပေါ့ဒီတော့လူကြီးကလည်းဘယ်အချိန်အလုတ်စားလုံးမှလဲလို့မေးလိုက်ပြီလေအလုတ်ကမနှက်ဖြစ်မှစမှဖြစ်ပြီးတော့ဒီတစ်ခါယူရမယ့်ပစ္စည်းကပကြီးကားတစ်ချက်ပါအားလုံးပြောဆိုပြီးတာနဲ့မောင်မလာကမနှက်ဖြံကိုချိန်လိုက်ပါတယ်ဒါကြောင့်ပဲမနှက်ဖြံကိုရောက်ရှိလာပြီလေဒါကတော့လူကြီးတို့ရဲ့အိမ်လေးပါဟာနီးနာဘာလို့အစောကြီးထနေတာလဲဟာကိုပင်မအောင်လုံးနေပြန်ပြီလားအဆင်ပြေပါတယ်အကိုကအစောကြီးသွားရမှာဆိုတော့ညီမကမနှက်စာချက်ပေးနေတာလေစပွဲပေါ်ကပန်းသီးနှလုံးကိုတွေ့တော့လူကြီးကဘယ်သူပေးတာလဲလို့မေးလိုက်ပါတယ်ညီမဖြစ်သူကဘေးကအဖိုးကြီးတယောက်ပါသူကအရန်ကိုတဘောကောက်နေလို့ပြောလိုက်တာပေါ့အခုချိန်မှာ organic အစားအစာတွေကအရန်ကိုရှားပါနေတာကြောင့်ဈေးရန်ကြီးပါတယ်အခုလိုလက်ဆက်တဲ့ပန်းသီးကိုပြီးတော့အိမ်နီးချင်းအစ်စ်ကတကယ်ကိုရေရောတဲ့ပုံပါပဲလို့မှတ်ချက်ပြုလိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခါပစ္စည်းတွေကိုပေါ့ပေါ့တန်တန်ယူမထားဖို့အတွက်ညီမဖြစ်သူကိုမှာပြီးတော့အပြင်ကိုထွက်သွားပြီလေလူကြီးခုလောက်ရမယ့်လောက်ကအရန်ကိုအန်နေရများတာကြောင့်မနှင်းညကလေးကဝိညာဉ်ဖန်လုံးတွေကိုစုပ်ယူထားခဲ့တာပေါ့ဒါကြောင့်ပဲစစ်စတန်ထဲကနေပြီးတော့သူ့ရဲ့စွမ်းအားကိုကြီးလိုက်တော့ခွန်အားက82လောက်ရှိပြီးတော့ပေါင်1000ကျော်လောက်ကိုရှိမယ်လို့ခန့်မှန်းရပါတယ်အမြန်နှုန်းကလည်း15ရာခိုင်နှုန်းလောက်ရှိတာကြောင့်မိစ္ဆာတွေနဲ့တွေ့ရင်အဆင်ပြေမှာပါသူ့ရဲ့စွမ်းအားတွေကိုတွက်ချက်ခန့်မှန်းပြီးတာနဲ့ဒီနေ့မိစ္ဆာတွေနဲ့လုံးဝမတွေ့ပါစေနဲ့လို့မျှော်လင့်နေပါတယ်ဒီလိုနဲ့ပဲလူကီကချင်းဆိုထားတဲ့နေရာကိုရောက်တော့နေရန်ကြီးပဲတွေ့လိုက်ရပါတယ်တနေရာမှာလူကီကိုလက်ရက်ပြီးတော့လှမ်းခေါ်နေတဲ့သူ့ရဲ့အဖွဲ့ကိုတွေ့လိုက်ရပြီလေမောင်မလာကရောက်ချင်းကြက်အသေးတကောင်ကိုပေးလိုက်ပြီးတော့မင်းအတွက်အသုံးဝင်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်လူကီကလည်းမရှင်းတာကြောင့်ဘာအတွက်လဲလို့ပြန်မေးလိုက်တာပေါ့ဒီတော့မောင်မလာကမိစ္ဆာတွေကအလောင်းတွေကိုစားရတာကြိုက်တာကြောင့်မင်းကိုပြစ်မှတ်ထားနေရင်အာယုံလွှဲဖို့အတွက်ဒီကြက်တွေကိုပြစ်လိုက်ဆိုပြီးပြောလိုက်ရတာပေါ့လူကီကဒီတော့မှသဘောပေါက်သွားရပြီလေပြီးတာနဲ့တတိုင်းပေါ်ကိုကျိုးနဲ့အတွက်တက်နေရပါတယ်မိုးကလည်းတဖွဲဖွဲရနေတာကြောင့်ချေမချောအောင်လဲတတိထားနေရတာပေါ့လူကီလည်းအားရပါရကျိုးကိုဆွဲပြီးတော့တက်နေရပြီလေနောက်ဆုံးမှာတော့လူကီတယောက်ကတော့အပေါ်ကိုရောက်ရှိလို့လာခဲ့ပါတယ်လူကီတွေးလိုက်ရတာကလူတွေမနေတော့တဲ့မျိုးပြက်ကြီးတစ်ခုကိုပါအရင်တုန်းကတော့အရန်ကိုစီကားခဲ့ပေမဲ့အခုတော့ဝမ်းနေစရာပါပဲမင်းကလူစီရဲ့တငယ်ချင်းဆိုတော့ငါမင်းအပေါ်မှာဂယုဆိုင်မှာပါမင်းကအနားမှာနေပြီးတော့ငါပြောတာကိုပဲလက်ဟုတ်ပြီလားမင်းဘေးကင်းကင်းပြရောက်ဖို့ငါမှတောင်းဝင်ရှိတယ်ကွာဟုတ်ကဲ့ပါဗျကဲဒါဆိုလဲနောက်ကျနေပြီသွားကြရအောင်ဒါကြောင့်ပဲ9ယောက်သားမျိုးပြက်ကြီးစီကိုလမ်းလျှောက်လာခဲ့ကြရတာပေါ့လမ်းတစ်လျှောက်မှာတော့မောင်ကရုံးကလူကီကိုစိတ်မချတာကြောင့်မောင်ဗလာကိုမှားကြားနေပါတယ်ဒီလိုနဲ့ပဲလမ်းလျှောက်နေနဲ့နောက်ဆုံးမှာတော့အပြက်စီးတွေပုံနေတဲ့နေရာကိုရောက်ရှိလာတာပေါ့ဟာငါတို့ရောက်ပြီကွာဒါပေမဲ့ဒီမှာလမ်းမမရှိတာဗျဒီတော့မောင်ရှိကတနေရာကိုသွားပြီးတော့စစ်စေးရေးလုပ်လိုက်ပါတယ်မောင်ရှိကတခုခုကိုတွေ့သွားတဲ့ပုံနဲ့အချက်ပြလိုက်ပြီလေမောင်ရှိလှည့်ပြီးတော့ဒီတစ်ခါမောင်ကရုံးရဲ့လောက်ကွက်ကိုရောက်ရှိလာပါပြီမောင်ကရုံးကလက်သီးကိုအမှန်ကန်နေလှည့်ပြီးတော့အညောင်းဖြေနေတာပေါ့ပြီးတာနဲ့သူ့လက်သီးကြီးနဲ့အားကုန်ထိုးထည့်လိုက်ပါတော့တယ်ဒါကြောင့်ပဲကြောက်ခဲတွေကလက်ဆွန်ထွက်သွားရပြီလေမောင်ကရုံးထိုးလိုက်တဲ့နေရာကတကယ်ကိုလူဝင်ပေါက်ကြီးကိုဖြစ်သွားခဲ့ရတာပေါ့ငါတို့ထဲမှာတော့အင်အားကြီးဆုံးကမောင်ကရုံးပဲကွာအင်အား12ရာခိုင်နှုန်းတော့ရှိတယ်မောင်စန်းရမောင်မလာကအဲ့လိုပြောနေပေမဲ့လူကီကတော့သူ့ထက်အင်အားနည်းနေတာကြောင့်အတော်ကိုစိတ်ပြတ်သွားရပါတယ်။အော်12တယ်လားအဲ့ဒါကငါထက်နည်းတယ်လေဒီထဲမှာကမှောင်မဲနေတဲ့မိစ္ဆာတွေကငါတို့ကိုခြုံကိုတိုက်ခိုက်ဖို့အတွက်ဂျောင်ထဲမှာချောင်းနေတတ်ကြတယ်ဒါကြောင့်တတိထားကြကွာလူကီတို့ကဓမီတယောက်တက်လက်စီနဲ့လိုက်ထိုးကြည့်နေတော့ဘေးမှာကလူရိုးတွေကိုလည်းတွေ့နေရပြီလေလူကီတို့လမ်းဆုံးရောက်တဲ့အခါအရှိမတကားတစ်ခုကိုတွေ့လိုက်ရတာပေါ့ဒါကြောင့်ပဲမောင်မလာကတကားကိုအသားလေးတွန်းဖွင့်လိုက်ရပါတယ်တကားဖွင့်လိုက်တဲ့အခါအထဲမှာကပကြီးပြားကန်းတစ်ခုကိုတွေ့လိုက်ရတာကြောင့်လူချင်းနဲ့ပကြီးကားတစ်ချက်ကိုလိုက်ပြီးတော့ရှာနေရတာပေါ့မောင်မလာကလည်းပကြီးကားတွေကိုဓမီနဲ့ထိုးပြီးတော့ကိုရှာဖွေနေပါတယ်သူကြည့်နေတဲ့ပကြီးကားကတော့ဘာဆိုလားဆိုတဲ့ပကြီးကားတစ်ခုပါဘာဆိုလားပကြီးကားကိုမောင်မလာကဘာမှမသိတာကြောင့်အကြံအိုက်နေရတာပေါ့အဲ့ဒီချိန်လိုကီကတထိတ်ရှာခိုင်းတဲ့ပကြီးကားကိုတွေ့ရှိသွားတာကြောင့်မောင်မလာကိုလှိုင်းခေါ်လိုက်တာပေါ့ဒါကြောင့်ပဲဖုန်းထဲကပုံနဲ့တိုက်ကြည့်လိုက်တဲ့အခါဒီပကြီးကားပဲဆိုတာကိုအတည်ပြုနိုင်ခဲ့ပြီလေ
မောင်မလာကတော့ပကြီးကားကိုတွေ့သွားတာကြောင့်ပျော်သွားခဲ့ရတာပေါ့ပကြီးကားကိုတေးသေးချာချာလေးလိမ့်လိုက်ပြီးတော့တိမ်ယူလိုက်ပါတယ်မစ်ရှင်ပြီးမြောက်သွားတာကြောင့်မောင်ရှိကတော့ KTV မှာကောင်မလေးနဲ့ကဲဖို့အတွက်ပြောနေပါတယ်ဒါပေမဲ့လူကီကတော့မောင်ဝါတုတ်ပြောက်နေတာကိုတတိထားမိလိုက်ပြီလေဟာဟုတ်သားပဲမောင်ဝါတုတ်ဘဲကိုရောက်သွားတာလေဟာဟေးမောင်ဝါတုတ်ရေကြားရင်ကြောင်းပြောင်ဟာဒီလောက်ခန္ဓာကိုယ်အကြီးတဲ့ကောင်ကဘလို့လို့ပျောက်သွားတာလေဟာဒီမှာကအရန်ကိုအန်နေများတယ်ဆက်ပြီးတော့မနေသင့်တော့ဘူးဝါတုတ်အတွက်မက်ဆေ့တစ်စောင်စာနာခဲ့ပြီးတော့ငါတို့သွားကြရအောင်သူတို့ရဲ့အပေါ်မှာမျက်လုံးနင်းနေရဲရဲကြီးတွေနဲ့မိစ္ဆာတကောင်ချောင်းကြည့်နေတာကတော့သူတို့မသိကြပါဘူးမိစ္ဆာကြီးက၄ယောက်သားထွက်ပြေးသွားတာကိုတွေးလိုက်ရတဲ့အခါလူကီလည်းတခုခုကိုတတိထားမိလိုက်တာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ပြီလေဒီအချိန်မှာပဲတစုံတစ်ခုကအပေါ်ကနေပြီးတော့ဝုန်းကနေပြုတ်ကျလာတာကြောင့်လန့်ဖြန့်သွားရပြီလေဒုက္ခပဲငါတို့တော့ပြဿနာတက်ပြီဟေးဟာအဲ့ဒါဘာကြီးလဲဗျပြောလို့တော့မဆုံးသေးမိစ္ဆာကြီးရဲ့ခြေထောက်စိမ့်စိမ့်ကြီးကိုတွေးလိုက်ရတာပေါ့ဒါက level 1ရှိတဲ့ဘီလူးကြီးပဲဟာဒီအချိန်မောင်ကရုံးကတော့မိစ္ဆာကြီးစီကိုပြေးပြီးတော့ဝင်သွားပါတော့တယ်မင်းတို့ဒီကနေထွက်သွားကြတော့ငါကင်တွယ်လိုက်မယ်ပြီးတာနဲ့မိစ္ဆာကြီးကိုသွားကြထိုးတဲ့နဲ့ဝင်ရောက်ပြီးတော့ထိုးနှက်ပါတော့တယ်အားကြီးနဲ့ပြေးခုတ်လိုက်တဲ့ဓာတ်ကတော့လီးလောက်တောင်မကြီးပါဘူးလီးလောက်တောင်မရှိတဲ့ဓာတ်နဲ့ခုတ်မှတော့လီးပါကျိုးသွားရပြီလေဂျပန်ကရုံးကတော့သူ့ဟာကြီးကျိုးသွားတာကြောင့်မျက်လုံးပြူးမျက်စံပြူးပါဖြစ်သွားခဲ့ရပါတယ်ဘာလဲဟာဒီမိစ္ဆာကြီးရဲ့ခန္ဓာကိုယ်ကတော်တော်ကိုမာတာပဲဘယ်ပြောကောင်းမလဲမောင်ကရုံးကိုမိစ္ဆာကြီးကလဝါးကြီးနဲ့လှမ်းအုပ်တော်တာပေါ့ဒါကြောင့်မောင်ကရုံးလည်းမျက်လုံးကြီးပြူအန်ကြီးကိုကြိတ်ပြီးတော့အမှန်ကန်ကိုအကာအကွယ်ယူလိုက်ရပါတယ်မိစ္ဆာကြီးရဲ့ရိုက်နှက်မှုကြောင့်ဖုန်တွေတစ်ထောင်းထောင်းထားပြီးတော့ကြောက်ဖုတ်တွေပါလွတ်စင်ထွက်ကုန်ပြီလေဒီတော့၃ယောက်သားလည်းမောင်ကရုံးအတွက်စိတ်ပူသွားရပြီလေဒါပေမဲ့မောင်ကရုံးကတော့ဘလောက်တက်တက်ငါမသိဂျိုလေးရကာဆိုပြီးတော့ပြန်ထားလာတာပေါ့ငါရဲ့လက်မောင်းဒါပေမဲ့ငါအဆင်ပြေပါလေမောင်ကရုံးရဲ့လက်မောင်းကတော့တော်တော်ကိုထိခိုက်သွားတဲ့ပုံပါပဲဘီလူကြီးကတော်တော်ကြောက်စရာကောင်းတာပဲသူ့ရဲ့အားက200ကျော်လောက်ရှိမယ်ပြီးတော့သူတစ်ချက်တည်းထိုးလိုက်တာအခန်းကြီးပါတိတ်တိမ်တုံသွားတာပဲမိစ္ဆာကြီးကတော့အားကုန်ဟိမ့်ပြီးတော့ကိုခြောက်လန့်နေပါပြီဒီတော့လူကီခမညာအတော့ကိုလန့်ဖြန့်နေရပြီလေဒါပေမဲ့အကြံတစ်ခုရသွားတာနဲ့အိတ်ထက်ကကြက်အသေးကိုထုတ်ပြီးတော့အာယုံလွှဲဖို့စဉ်းစားလိုက်ပါတယ်ဒါကြောင့်ပဲဘီလူကြီးစီကိုကြက်အသေးကိုလှမ်းပစ်လိုက်ရတာပေါ့မိစ္ဆာကြီးကကြက်ကိုအာယုံရောက်နေတဲ့ချိန်၄ယောက်သားလဲတကြိုးတဲ့လစ်ပြီလေဒါပေမဲ့မကြပါဘူးမိစ္ဆာကြီးကခြေလမ်းအကျဲကြီးတွေနဲ့အနောက်ကနေပြီးပြန်ပြီးလိုက်လာပါတယ်လူကီကအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့မောင်ရှိကမောင်ကရုံးကိုတွဲနေရတာကြောင့်ခီးကတိတ်မတွင်ပါဘူးဘီလူကြီးကလည်းလိုက်မိလာတာကြောင့်မောင်ရှိကတော့အကြံထုတ်လိုက်ရပါတော့တယ်အားလုံးပဲထွက်သွားကြတော့ငါဒီအကောင်ကြီးကိုတိုက်ထုတ်မယ်ကွာမောင်ရှိကပြောဆူဆူနဲ့ဘီလူကြီးကိုအဆက်မပြတ်တနက်နဲ့ပစ်ခတ်လိုက်ပါတယ်ဒီနေ့ဒီမိစ္ဆာကိုတေတဲ့အထိတိုက်ထုတ်ကြမယ်ငါတို့ပေရင်တော့အဖွဲလိုက်တေးကြရမယ်ကွာမောင်ကရုံးကတော့လက်ပစ်ဘုံနဲ့ပါပစ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီမောင်ရှိကနေပြီးတော့ဖဲနေစမ်းမောင်ကရုံးပြစ်လိုက်တဲ့လက်ပစ်ဘုံကမိစ္ဆာကြီးစီကိုတက်တဲ့ကိုဝင်သွားပါတော့တယ်ပောက်ကွဲမှုကြီးကအကြီးစားကြီးဖြစ်သွားတာကြောင့်ဟိုးနှကောင်မှာပါသွားပြီလို့တော့ထင်ရပါတယ်ဒီတော့လူကီခမညာမိတ်ဆွေကောင်ပီတာလွန်းနဲ့မောင်ကရုံးနဲ့မောင်ရှိအတွက်ဝမ်းနေသွားရတာပေါ့မောင်ကရုံးမောင်ရှိဒါကဝမ်းနဲ့ပူဆွေးနေရမယ့်အချိန်မဟုတ်ဘူးဒီကနေမြန်ထွက်သွားကြရအောင်မောင်ပလာကအရန်ကိုဝမ်းနဲ့သွားရပေမဲ့လူကီရဲ့လက်ကိုဆွဲပြီးတော့အပြင်ကိုပြေးထွက်သွားပါတယ်ငါတို့ဒီကူထဲကနေထွက်လိုက်တာနဲ့ဘေးကင်းမှာပါကွာဒါကြောင့်ပဲ2ယောက်သားဝင်းရထိုးလဲပြီးတော့အပြင်ကိုထွက်လာခဲ့တယ်ဆိုရင်ပဲအပြင်မှာတခုခုကိုတွေးလိုက်ရပါတယ်ဒါကဘာလဲဟာမောင်မလာကတခုခုကိုတွေးပြီးတော့အံ့ဩထိတ်လန့်သွားတဲ့ပုံပါပဲအားရပါရပြောလိုက်ရတာကြောင့်လဲချောင်းလာသွားပါတယ်ကျွန်တော်ကိုအားနာလို့ပဲဖြစ်ဖြစ်ဇလန်းကိုကြိုက်လို့ပဲဖြစ်ဖြစ်လက်မလေးနဲ့ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါနော်